山川异域，风月同天。今天的专题报道要带您走访东南亚国家缅甸。人们会用很多的形容词来形容它，比方说政治上是动荡不安的，也曾经它是亚洲最为重要的米仓。而我会用3个颜色来为您形容缅甸。第一个是绿色，绿色是缅甸的根本。一望无际、绿野平头的农田是缅甸的主要产物。第2个颜色是蓝色，因为它3面环海，也是一个海岛型的国家。第3个颜色则是金色，因为缅甸笃信佛教，到处都有金碧辉煌的佛塔。这3个颜色组成了这个国家的多元样貌。而缅甸有一个最出名的城市，就是蒲甘古城。这座城市有数千座金碧辉煌，而且是历史悠久的庙宇，它也是观光客热爱的场合。它被列入联合国的世界文化遗产，因此当年留下来的古城寺庙，到目前为止大多数都还保存完整。缅甸也是一个很特别的国家，虽然它的经济收入并不怎么好，但是因为90%的民众信仰的是上座部佛教，他们认为布施是有功德的，所以缅甸曾经好几年都蝉联全世界最慷慨的国度。根据公平机构的调查，缅甸有90%的人口都会捐钱，有超过半数的人口都曾经在1年当中当过志工。这就是我们认识的缅甸。只不过这样一个国家，它其实也是气候环境高风险的国度，因为水灾或者是旱灾轮流的肆虐这个国家，让老百姓的生活始终没有办法翻转。10年前，2015，缅甸的北部曾经发生一场非常严重的水患，包含了仰光在内，整个城市都被淹没在水里，100万人受灾。而当时正好是水稻播种之后开始抽芽的季节，因此农民的田地都被淹没在水中，损失相当严重。当年慈济志工就前往几个灾区发放时间很长，因为要一个村一个村的去发放稻谷，让农民有机会重新播种。总计发了2.3万户，也因此认识了一个穷中之穷的村庄，叫做瑞纳滚村。这个地方当时没有水，没有电，甚至连一条好的道路都没有。村民一旦生病了，要踩着泥巴路把它扛出去，往往就在这段路途上，重病的人就往生了。于是村民带着当地的左邻右舍，发起了自力救济。在慈济志工用以工代赈的方式之下，让他们新建了2条道路。农民包含妇女自己扛着砖、扛着水泥，把这2条路铺好，去医院也就不再这么困难了。而慷慨的缅甸人也发起了米铺满运动，光是在最穷的瑞纳滚村周边有14个村庄都响应了米铺满。他们用日存1把米的方式来实践他们信仰当中的布施，其中的关键人物是他乌善丁，他也是穷中之穷的农民。认识慈济的时候，他认领了米铺满，回去之后不止自己存，还推广给周边的邻居。他是一个虔诚的佛教徒，认识慈济之后，他找到了新的信仰实践的方法。ကျွန်တော်ဗမာလူမျိုးဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာကိုကြီးညိုလေးစားတယ်ဗမာပြည်ဟာတယံဇာတပေါ်ကျွယ်ဝလူအများရောင်ရဲတင်းတိမ်သောနိုင်ငံဖြစ်ပါတယ်ကြီးကျယ်သောရေပီးကြောင့်လယ်သမားများကံကြမ္မာပြောင်းလဲတိုးတက်စေခဲ့သည်2015မှာကျွန်တော်တို့ရရွာဒေသတွေမှာမကြုံတဲ့ဘူးဆိုင်ရေကြီးနှင်းမြုပ်တဲ့အတွက်ဆိုင်သမားများဆုံးရှုံးခဲ့တယ်ရေဘေးရောက်တဲ့အချိန်မှာဘောင်းမီမိုးပြဘောင်းမီအဖြူနဲ့ဝတ်ချုံနဲ့
ဝက်လာတဲ့လူစုရောက်လာပြီးဝင်ကြီးများဖွဲ့နဲ့ပူးပေါင်းပြီးလယ်သမားများကိုတေကလည်းတိမ်မျိုးလူဒန်းပေးခဲ့တယ်သူတို့အဖွဲ့ကထိုင်ဝမ်ဗုဒ္ဓဘာသာကျင့်ရန်သူတော်စင်ဖော်ပရေးစင်အဖွဲ့ပြည်ကြောင်းတီးရတယ်ကျွန်တော်လည်းခုနေကကျွဲညှော်လင်းချက်ရသွားပါတယ်ချစ်ကြည်အဖွဲ့ကတဘာနဲ့လူရန်ုံနဲ့မကဘူးစိတ်ဓာတ်ကိုလည်းပြောင်းလဲပေးတဲ့နေ့စဉ်ပြန်သားတဲ့စုရင်းငွေသားများကိုလည်းဒုက္ခရောက်သူကယ်နိုင်ပေးတဲ့နိလန်းကိုမိတ်ဆက်ပေးခဲ့တယ်ရခင်ကတဆုပ်ဆန်စုတာကိုစွန့်ကပ်တဲ့အကျင့်ပဲတည်တယ်ယခုကဒုက္ခရောက်တဲ့သူများကိုကူညီနိုင်တဲ့အကျင့်ကိုတည်လာတယ်ဒါကြောင့်ကျွန်တော်ကစုဘူးများကိုတရွာလုံးဖြန့်ဖို့ယူလာတယ်မကြခင်မှာပဲစုဘူး90လောက်ကိုချစ်ကြည်ဘက်ကိုတူတန်းနိုင်ခဲ့တယ်ဥက္ကမြို့နယ်မှာရွာပေါင်း100ကျော်လောက်ကိုတွားရောက်ပြီးဆန်စုလို့ပြောတဲ့အခါသူတို့ကလက်ခံနိုင်ရတယ်ပြန်ရင်ဖြစ်ခြင်းတဲ့အတိုင်းကျွန်တော်ရှစ်ဆက်ပြီးတော့တိုးတက်အောင်လုပ်ပါမယ်နောက်ပြီးတော့လည်းကြောက်အောင်မာသာကြရင်လည်းဒီတက်မကတိုးတက်အောင်လုပ်ပြီးအသက်ရောရှိပါသေးလို့ဆူတောင်းပါတယ်ဆရာကြီးကျွန်တော်တို့ရွာကလယ်သမားများကတဦးလုံးလယ်တေကလည်း1000ကျန်နှုံးပြင်လှူရမ်းမရသေးလို့ပြောကြတယ်ချီကြီးဝဲကထွန်ဆက်ကိုလက်ဆောင်ပေးတယ်ကျွန်တော်တို့ရွာအနီးတဝဲရွာ9ရွာကိုလည်းအလှည့်ကျထွန်ရက်ပေးပြီးစုဆောင်းလာတဲ့ငါးရန်ကာများကိုထိုင်ဝမ်ငွေ320ကျော်ကိုလည်းချီကြီးဘွဲကိုပြန်လဲလှူဒါန်းနိုင်ခဲ့တယ်စုပေါင်းပုံလာတဲ့ဆန်တွေကိုတချို့ကဆင်းရဲတဲ့လူတွေကိုဝမ်းစာဖြစ်လုပ်တယ်တချို့ကဆံပြုတ်အိုးတယ်ပြီးတော့ဆေးကုန်သွားလှူတယ်ကလေးများကိုလည်းစာတင်ကျောင်းကိုလည်းဝမ်းစာဖြစ်ခွဲဝေလှူဒန်းတယ်တဆုပ်ဆန်အချင်းမြတ်ကညံပြင်းများပါ၍အထိပ္ပယ်ရှိလာတယ်ကျွန်တော်တို့ရှင်တော်ကရွာရဲ့အရင်ကစွန့်ပွက်တီရေမီဆေးကန်းနေမရှိခဲ့ဘူးစာတင်တဲ့ကလေးတွေက4တန်းထိပဲတင်ကြားပေးခွင့်ရှိတယ်ယနေ့ရှင်တော်ကရွာလေးမှာငွေကြေးမချမ်းသာပေနဲ့လူတိုင်းမှာမေတ္တာပွားတဲ့အကျင့်များရှိတာကြောင့်စိတ်ချမ်းသာဖွယ်ရတယ်ဖက်ဘက်ကတိုးတက်ပြောင်းလဲလာပြီးရွာကလေးဖြစ်ပြီးယခုလိုရွာများများတိုးတက်ဖို့ကျွန်တော်ကြိုးစားနေပါတယ်ကျွန်တော်ကဥက္ကမြို့နယ်ရှင်နာကွင်းကျွေးရာတထုံးကရှိတဲ့တယ်သမားကြီးဥစ္စာနေဖြစ်ပါတယ်ကျွန်တော်ကတန်လင်းမြို့နယ်တနတ်ပင်ကျေးရွာတစုံဆန်စုတဲ့လယ်သမားကြီးဦးသိန်းထွန်းဖြစ်ပါတယ်ကျွန်တော်တို့ကတထုံးဆန်စုတဲ့ကန်ထူးလာတော့လယ်သမားများဖြစ်ကြပါတယ်ယခုလိုအံ့ဖွယ်အဖြစ်မှန်တင်ပြရင်ချစ်ကြည်တည်ထောင်ပေးတဲ့ကျင့်ရန်တူတော်စဉ်ကျေးဇူးတင်ကြောင်းပြောပေးရသည်